မနက်အလုံးမစခင်တထုပ်နေ့လေထမင်းစားပြီးတထုပ်ညနေစိတ်မကြည်လို့တထုပ်တောက်လိုက်တဲ့ခါကျရင်ကိုယ့်ရဲ့ဒီစိတ်တစလို့ဖြစ်နေတဲ့စိတ်တွေကလန်းဆန်းသွားစေတဲ့ coffee mix ကမြန်မာနိုင်ငံကသူတော်များများတောက်နေတဲ့တကြားရည်ပဲဖြစ်ပါတယ်ကိုက coffee mix ကိုနှစ်ထုပ်ဒါမှမဟုတ်ရင်နှစ်ထုပ်ထပ်ပို့ပြီးတော့တောက်နေတဲ့သူဆိုရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရေရှည်ဘာတွေဖြစ်နိုင်မလဲဘာတွေပြောင်းလဲသွားမလဲဆိုတာကိုဒီဗီဒီယိုထဲမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံး coffee mix တစ်ထုပ်မှာဘာတွေပါဝင်နေလဲဆိုတာကိုကြည့်လိုက်ရအောင်ဆိုတော့ coffee mix တစ်ထုပ်မှာဆိုရင်ဒီ creamers တွေဒီတကြားရည်တွေကပေါ့နော်80%လောက်တောင်ပါဝင်နေရပဲဖြစ်ပါတယ်တကယ် coffee စစ်ကတော့10%ဒါမှမဟုတ်ရင်15%လောက်ပဲပါဝင်နေတာပဲဖြစ်ပါတယ်အဲ့ဒီအပြင်ဒီ coffee mix တစ်ထုပ်မှာဆိုရင် calorie 80ကနေ90လောက်ထိပါဝင်ပါတယ်ကိုက coffee mix ကိုဒီ3သုံးလောက်တောက်နေတဲ့သူဆိုရင်တော့ဒီထမင်းတပကံနဲ့ညီမျှတယ်လို့ပြောလို့ရပါတယ်coffee mix ကိုတောက်မယ်ဆိုရင်ဒီပထမအဆုံးပေါ့နော်ပြောင်းလဲမှုတစ်ခုကတော့ဘာလဲဆိုရင်ခန္ဓာကိုယ် weight ကတိတိတသားတက်လာခြင်းပဲဖြစ်ပါတယ်။ဘာလို့လဲဆိုရင်တော့ဒီ coffee mix မှာပါတဲ့ဒီ creamers တွေကပြေဝစီနဲ့ပြုလုပ်ထားတာဖြစ်တဲ့ကြောင့်မို့လို့ဒီ weight ကိုအလွန်တက်စေပါတယ်။ကိုကဒီအထိုင်များတဲ့လူပြီးတော့လှုပ်ရှားမှုနည်းတဲ့သူမျိုးဆိုရင်တော့ပို့ပြီးတော့တိတိတသားဝါလာနိုင်ပါတယ်။နောက်ဒုတိယတစ်ချက်ကတော့ကိုက coffee mix ကိုတောက်လိုက်တဲ့အခါကျရင်တကြားတက်ကသွေးတဲ့ကိုချက်ချင်းရောက်သွားတဲ့အတွက်ကြောင့်မလို့ဒီစိတ်ကပေါ့နော်လန်းဆန်းတက်ကြွစေတာမှန်ပါတယ်ဒါပေမဲ့နိုင်ဝက်တနိုင်လောက်နေတဲ့အခါမှာကြာရင်တော့ဒီတကြားတက်ကချက်ချင်းထိုးကျသွားတဲ့အတွက်ကြောင့်မလို့ကိုက coffee ထပ်တောက်ခြင်းစိတ်ကိုဖြစ်လာပြီးတော့ဒီမျိုးပဲတန်တရားလဲနေတတ်ပါတယ်တတိယတစ်ချက်ကတော့ဒီရေရှည်ကျန်းမာရေးကိုထိခိုက်နိုင်စေတာပါဘာလို့လဲဆိုရင်ဒီ coffee မှာပါတဲ့ဒီ creamer ဆိုတကြားတို့ပေါ့နော်ဒါမျိုးတွေကရေရှည်တောက်သုံးတဲ့ခါကျရင်သွေးကြိုစီကြိုစတဲ့ယောဂတွေဖြစ်စေနိုင်သလိုရေရှည်မှာဆိုရင်လည်းဒီသွေးတိုးတို့နှလုံးယောဂါတို့ဖြစ်နိုင်ခြေကိုပိုများစေနိုင်ပါတယ်ဒါဆိုရင် coffee ကိုလုံးဝမတောက်ရတော့ဘူးလားဆိုရင်တော့မဟုတ်ပါဘူး coffee ကိုနီးမှန်လမ်းမှန်နဲ့တောက်လို့ရတဲ့နည်းလမ်းရှိပါတယ်ပထမအဆုံးအချက်ကတော့ coffee ကိုအရင်တော့3ခွက်တောက်တယ်ဆိုရင်နောက်ဆိုရင်ဒီတစ်ခွက်ပဲတောက်ပေးခြင်းဖြစ်ပါတယ်အဲ့ဒီခါမှာကိုယ့်ရဲ့ calories ကိုလည်းထိန်းသလိုဖြစ်နိုင်သလိုကျန်းမာရေးနဲ့လည်းညီနိုင်မှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ဒီ instant coffee တွေအစားဒီ black coffee ပေါ့နော်လုံးဝရိုးရိုး black coffee ကိုတောက်သုံးပေးခြင်းဖြစ်ပါတယ်ဒီ creamers တွေတကြားတွေလုံးဝမပါဘဲနဲ့ black coffee စစ်ကိုတောက်သုံးမယ်ဆိုရင်တော့ calories နည်းပြီးတော့ကျန်းမာရေးနဲ့လည်းညီနိုင်မှာဖြစ်ပါတယ်တတိယတစ်ချက်ကတော့ကိုက coffee လဲတောက်ချင်တယ်နို့တွေတကြားတွေလည်းမရှောင်နိုင်ဘူးဆိုရင်တော့ဒီ creamers တွေအစားတကယ် no စစ်ကိုသုံးပေးရမှာဖြစ်ပါတယ်ပြီးရင်တကြားကိုလည်း short ပြီးတော့တောက်သုံးပေးခြင်းအဖြစ်လည်း calories ကို short ချနိုင်မှာဖြစ်ပါတယ်သင်ရောတနေ့ကို coffee mix ဘယ်နှထုပ်တောက်သုံးလဲဆိုတာ comment မှာရေးပေးသွားပေးပါအောင်เนาะဒီဗီဒီယိုလေးကကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဗဟုသုတရရှိတယ်ဆိုရင်ဒီ channel လေးကို subscribe လုပ်ပေးဖို့အတွက်တောင်းဆိုပါတယ်ရှင်